ကမေဖို့ကြီးတွေးလို့ဘူးကိုနေရှာတယ်သူတစ်ပါးမျက်ရည်များနဲ့စံစီတဲ့ဒီနိုင်ငံသာသနာရေးထုံးလာတဲ့တဲ့ဗျာပိတ်မိတဲ့ငါတို့လူငယ်တွေငိုတဲ့ပွဲသူစင်ရဲတွေငိုတဲ့ပွဲသူအတွက်သူရဲ့အသက်ကိုဖလားတဲ့ထက်နေနိုင်ရဲ့အချိန်အနောက်က အမေကိုကြီးတွေးလို့ဘူးငိုနေရှာတယ်သူတစ်ပါးမျက်ရည်အများနဲ့စံစီတဲ့ဒီနိုင်ငံသာသနာရေးထုံးကားတဲ့တဲ့ဗျာမရှိပါမျိုးစေ့ပေါ်များပြီးတော့ကျူးစုလို့ပြိုထောင်ပေးသူဦးရဲ့မှုတွေမရှိတဲ့ဒီနိုင်ငံအပြန်တင်စားငှက်တွေလဲအရှင်လက်လက်မြေရှိုးခံရတဲ့ရှားပါတဲ့ဒီနာတရားပေါ်များလာကြစေဒီပထုံးကိုရှင်မယားတို့ဟောကြားခဲ့တဲ့ဝိပါကဝတ်တဲ့ရှိကလားဒဝေထန္ဒာကနေယောဂန်တာကသထန္ဒာကဆိုင်တဲ့မြမာပြေပန်းတွေဝေပြီးတော့လေတန်နေလေးတွေတွေ့တဲ့နိုင်ငံလူငယ်တွေငိုတဲ့ပွဲသူစင်ရဲတွေငိုတဲ့ပွဲဒုက္ခလေးကြီးစီလို့တော့ကကန်းစစခန်းချခဲ့တယ်လူတော်တွေကယိုးမပေါ်မှာတမိုးမဲ့တိုင်းပြည်ထဲမှာထမိုးရှိတဲ့လူငယ်များအတွက်အမေတွေလည်းငိုနေရပြီပိတ်မိတဲ့ငါတို့လူငယ်တွေငိုတဲ့ပွဲသူစင်ရဲတွေငိုတဲ့ပွဲသူအတွက်သူရဲ့အသက်ကိုဖလားတဲ့ထက်နေနိုင်ရဲ့အချိန်အနောက်က အမေကိုကြီးတွေးလို့ဘူးငိုနေရှာတယ်သူတစ်ပါးမျက်ရည်အများနဲ့စံစီတဲ့ဒီနိုင်ငံသာသနာရေးထုံးကားတဲ့တဲ့ဗျာမရှိပါမျိုးစေ့ပေါ်များပြီးတော့ကျူးစုလို့ပြိုထောင်ပေးသူဦးရဲ့မှုတွေမရှိတဲ့ဒီနိုင်ငံအပြန်တင်စားငှက်တွေလဲအရှင်လက်လက်မြေရှိုးခံရတဲ့ရှားပါတဲ့ဒီနာတရားပေါ်များလာကြစေဒီပထုံးကိုရှင်မယားတို့ဟောကြားခဲ့တဲ့ဝိပါကဝတ်တဲ့ရှိကလားဒဝေထန္ဒာကနေယောဂန်တာကသထန္ဒာကဆိုင်တဲ့မြမာပြေပန်းတွေဝေပြီးတော့လေတန်နေလေးတွေတွေ့တဲ့နိုင်ငံလူငယ်တွေငိုတဲ့ပွဲသူစင်ရဲတွေငိုတဲ့ပွဲဒုက္ခလေးကြီးစီ
ခဲ့တယ်လူတော်တွေကရိုးမပေါ်မှာတမိုးမဲ့တိုင်းပြည်ထဲမှာတမိုးရှိတဲ့လူငယ်များအတွက်အမေတွေလည်းငိုနေရပြီ